ကဲအားလုံးပဲမင်္ဂလာပါဗျနော်ကဲအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းလေးဖြစ်ကြပါစေအားလုံးပဲမင်္ဂလာရှိသောညလေးပါဗျနော်ကဲတော့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်ကိုအခုဝင်ရောက်ကြည့်ရှုအားပေးနေကြတယ်ပေါ့နော်ကျွန်တော်ရဲ့မိတ်ဆွေညီကိုမောင်နှမတွေအားလုံးပဲတဦးတယောက်မကြံအားလုံးပဲစိတ်ချမ်းသာကိုချမ်းသာပြီးတော့အားလုံးပဲဘေးရန်ကင်းကြပါစေလို့ကျွန်တော်အရင်ဆုံးဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျနော်ကဲတော့ထုံးစံတိုင်းပဲပေါ့နော်ကျွန်တော်အခုဗီဒီယိုဖိုင်လေးကောက်တာမနက်ဖြန်အဖွင့်နေတနင်္လာနေ့မနက်စေး12နာရီ10မိနစ်စေးမှာကိုမတွေအားလုံးပဲစော်ကစားမယ်ပေါ့နော်ကျွန်တော်ကဏ္ဍလေးတွေကိုလာရောက်ပြီးတော့ထပ်မံပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်เนาะအဲ့တော့ကြည့်ရှုအားပေးနေကြတယ်ကျွန်တော်အားပေးနေကြရပေါ့နော်မိတ်ဆွေကိုမတွေအားလုံးပဲတယောက်မကြံပေါ့နော်ကျွန်တော်ဗီဒီယိုလေးကိုရေးကြည့်တာတို့ကြော်ကြည့်တာတို့မလုပ်ဘဲနဲ့အစာဆုံးလေးနားထောင်ပေးသွားစေချင်ပါတယ်เนาะကျွန်တော်ဘာကြောင့်လဲဆိုတော့အခုဗီဒီယိုဖိုင်လေးထဲမှာတော့ကျွန်တော်တို့မနက်ဖြန်တနင်္လာနေ့မနက်စေး12နာရီ10မိနစ်စေးမှာကျွန်တော်ရဲ့ကိုမတွေဘာကဏ္ဍလေးစော်ကစားရမယ်ကျွန်တော်တို့ main ကွက်ကလေးတွေရောဘာလေးတွေဖြစ်တယ်2 main လေးတွေကတော့ဘယ်လိုမျိုးထိုးရမယ်เนาะကျွန်တော်ရွှေကီးလေးတွေဝမ်းချင်းလေးတွေကိုမတွေဒီထက်ကနေဒါလေးတွေပြန်ပြီးတော့ရရှိသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုမတွေမနက်ဖြန်12နာရီပေါ့နော်တနင်္လာနေ့မနက်စေး12နာရီ10မိနစ်စေးမှာစော်ကစားမယ်ကျွန်တော်နော်ဒါထိုးခွက်ကလေးတွေဝမ်းချင်းလေးတွေကိုမတွေကိုလက်ကမျှဝေပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကျွန်တော်ရေးကြည့်တာတို့ကြော်ကြည့်တာတို့မလုပ်ဘဲနဲ့ကျွန်တော်အစာဆုံးလေးနားထောင်ပေးသွားစေချင်ပါတယ်နော်နောက်ပြီးတော့ကျွန်တော်ဒီဗီဒီယိုဖိုင်လေးထဲမှာကိုမတွေကိုကျွန်တော်ဒါမွေးပရိတ်ကလေးတွေလည်းတခါတည်းထည့်ပြီးတော့ပြောပြသွားမှာဖြစ်ပါတယ်ဒါပေမဲ့ဒီနေရာမှာတခုပြောစရာလေးရှိတာကတော့ဒီအပတ်ကတော့နည်းနည်းလေးထိန်းသိမ်းစင်စင်ညင်ညင်လေးကစားစေချင်တယ်နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်တနင်္လာအင်္ဂါ2ရက်ပဲဖွင့်မယ်နော်တနင်္လာအင်္ဂါ2ရက်ဖွင့်ပြီးဗုဒ္ဓကြာသပတေး2ရက်ဖောင်းမယ်နော်ကျွန်တော်တောက်ကြနေပြန်ဖွင့်မယ်လို့လည်းကြားတယ်ဒါပေမဲ့တောက်ကြနေပါဆက်ပြီးပိတ်မယ်လို့လည်းကြားတယ်အဲ့တော့ကျွန်တော်ကျင်းသေးတာတခုကတော့ကျွန်တော်2ရက်ကတော့ကျင်းသေးဖောင်းမယ်အလဲ2ရက်ကကျင်းသေးဖောင်းမယ်2ရက်မဟုတ်ရင်3ရက်နော်ကျွန်တော်3ရက်လဲဖြစ်ဖို့ရာခိုင်နှုန်းများနေတယ်ပေါ့နော်အဲ့တော့ကျွန်တော်မှဒီဘက်ကရက်ပြည့်မကစားဘူးနောက်ပြီးတော့ဖောင်းရက်ကလည်းဂျားထဲမှာဇက်တိုက်ကြီးဖောင်းမှာနော်ကျွန်တော်ဖြစ်နိုင်လို့သူက3ရက်ပိတ်ဖို့လည်းများပါတယ်နော်ကျွန်တော်တို့ဒါမကျင်းသေးဘူးဆိုပေမဲ့လည်းကျွန်တော်တို့80ရာခိုင်နှုန်းလောက်ကတော့3ရက်ပိတ်မယ်လို့ကြားနေတယ်ပေါ့နော်ကျွန်တော်တို့ဒီတနင်္လာအင်္ဂါ2ရက်ပဲဖွင့်မယ်လို့ကြားနေတယ်အဲ့တော့ကိုမတွေကနည်းနည်းလေးကိုဘက်ကပါးရည်နေရှိရမယ်ထိန်းသိမ်းလေးကစားစေချင်တယ်နော်ကျွန်တော်အခုဒီဘက်မှာနော်အခုပြီးခဲ့တဲ့ဘက်ကပေါ့နော်ပြီးခဲ့တဲ့ဘက်ကတော့ကိုမတွေကျွန်တော်တို့အပူမေးနေကြတဲ့သူတွေကျွန်တော်ဒီ2ဖောင်းရက်3ရက်ဖောင်းတဲ့အပတ်မှာပေါ့နော်2ရက်ပဲဖွင့်မယ်အပတ်မှာအခုဒီလာမယ့်ပတ်ပေါ့နော်2ရက်ပဲဖွင့်မယ်အပတ်မှာကျွန်တော်ကအပူဆိုင်လေးနည်းနည်းမြင်ထားတယ်ကိုမတွေနော်အပူလေးနည်းနည်းလာဆိုင်ရှိတယ်အဲ့တော့ကိုမတွေဒီဘက်မှာအပူသမားလေးတွေနည်းနည်းမျောလင်းချက်ရှိတယ်လို့ထင်တယ်ကျွန်တော်တို့စောစီးစီးပေါ့နော်ကျွန်တော်ဒီအဖွင့်နေတနင်္လာနေ့မှာပေါ့နော်တနင်္လာနေ့အဖွင့်နေမှာစောစီးစီးကျွန်တော်တို့အဲ့ဒီအပူကြရင်ကြမကြရင်နက်ခတ်ပြန်ပြီးတော့ကြားလိုက်မယ်နော်အပူကြရင်ကြမကြရင်ကျွန်တော်နက်ခတ်ပြန်ပြီးကြားလိုက်မယ်လို့ကျွန်တော်မြင်နေပေါ့နော်ကျွန်တော်အထင်ကျွန်တော်တွေ့ထားတာလေးပြောတာပေါ့နော်ကျွန်တော်မနက်ဖြန်မှာအပူနဲ့နက်ခတ်နည်းနည်းမြင်ပါတယ်နော်အပူနဲ့နက်ခတ်နည်းနည်းမြင်ပါတယ်ကဲအားလုံးပဲကြည့်ရှုအားပေးနေကြတဲ့ကိုမတွေเนาะအဲ့တော့မနက်ဖြန်အဖွင့်နေတနင်္လာနေ့လေးမှာကိုတွေမတွေအားလုံးပဲထိမိမိနဲ့ပိုင်နိုင်လေးပေါက်ရအောင်ကျွန်တော်အကောင်းဆုံးစူးစမ်းပေးထားတယ်နောက်ပြီးတော့ကျွန်တော်ဒီဘက်မှာကိုမတွေကျွန်တော်2ရက်ပဲဖွင့်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အရင်ဘက်တွေကနဲ့မတူဘဲနဲ့ကျွန်တော်ဒီဘက်မှာကျွန်တော်main ကွက်ကလေးတွေပေါ့နော် main ကွက်ကလေးတွေပဲကျွန်တော်အဓိကအားထားပြီးတော့ထုတ်ထားတယ်เนาะကျွန်တော်အဓိကကျွန်တော်1ချင်းနဲ့ပတ်သက်တဲ့ main ကွက်လေးတွေပဲအဓိကထားပြီးတော့ထုတ်ပေးထားတယ်เนาะအရင်ဘက်ကတော့ကျွန်တော်ဒီဘက်တက်နိုင်သေးပေါ့နော်အများဆုံးကဏ္ဍကိုချုပ်ပြီးတော့ကျွန်တော် main ကွက်ကလေးတွေပဲထုတ်ထားတယ်เนาะတက်နိုင်ဆုံး main ကွက်ကလေးတွေချုပ်ပြီးတော့เนาะအကွက်ရည်လေးကိုမိုက်နေဝအောင်လို့ပေါ့နော်နေဝအောင်လို့ဆိုတော့ကျွန်တော်ဒီဘက်က2ရက်ပဲဖွင့်တာဆိုတော့ကျွန်တော်တို့ပေါက်ရင်လည်းထိမိလေးပေါက်ရအောင်တကယ်လို့မပေါက်လို့ရှိရင်လည်းကျွန်တော်တို့ဒါထိုးရတဲ့အကွက်ရည်နေဝမယ်เนาะအဲထိုးအားပို့ပြီးတော့ရှိသွားမယ်เนาะပေါက်ရင်လည်းကျွန်တော်ပို့ပြီးထိမိလေးပေါက်အောင်ကျွန်တော်ပုံစံတစ်မျိုးလေးပြန်ပြီးချိန်ပေးထားပါတယ်เนาะကိုတွေမတွေအားလုံးပဲအစင်ပြေနိုင်လောက်မဲ့ပုံစံမျိုးလေးကျွန်တော်စဉ်းစားပြီးချိန်ပေးထားတယ်เนาะကဏ္ဍကျွန်တော်ရင်ဘက်တွေကထုတ်ပေးတာနဲ့မတူဘဲနဲ့ဒီဘက်မှာပုံစံတစ်မျိုးလေးပြန်ပြီးတော့ချိန်ပေးထားတယ်เนาะကဲတော့မနက်ဖြန်မှာကိုမတွေအတွက်အပူသမားတွေအတွက်လည်းကျွန်တော်အကြိုက်ဆုံးအပူ2ကွက်ရွေးပေးထားပါတယ်เนาะအကြိုက်ဆုံးအပူ2ကွက်လေးရွေးပေးထားတယ်เนาะအကြိုက်ဆုံးအပူ2ကွက်လေးရွေးပေးထားတယ်ကဲအဲ့တော့ကျွန်တော်လုပ်ငန်းလေးစကြမယ်เนาะကဲအဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်ကိုအခုကြည့်ရှုအားပေးနေကြတယ်ပေါ့နော်ကျွန်တော်ရဲ့မိတ်ဆွေညီကိုမောင်နှမတွေအားလုံးပဲမနက်ဖြန်အဖွင့်နေတနင်္လာနေ့မနက်စေး12နာရီ10မိနစ်စီမှာကိုထက်မြတ်နဲ့အတူတူအားလုံးပဲထပ်မံပြီးတော့အောင်ပွဲလေးတွေခံနိုင်ကြပါစေလို့အားလုံးဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာနော်
ကဲတော့ကျွန်တော်အရင်ဘက်ကနောက်ဆုံးနေ့တောက်ကြနေညနေစီမှာ51မှာလေကျွန်တော်ရဲ့အဖွဲ့ဝင်သမားလေးတွေကြာသာပေးတောက်ကြဝင်ထားတဲ့အဖွဲ့ဝင်သမားလေးတွေနော်ဒါကိုမလေးတွေနည်းနည်းပပအဆင်ပြေလိုက်ကြတယ်တချို့လူတွေဆိုတော့နည်းများစားပေါက်ကြတယ်တချို့လူကြောက်လည်းနည်းပါပေါက်ကြတယ်နော်အဲ့တော့ကျွန်တော်ဒီဘက်က2ရက်ပဲဖွင့်နေအဲ့တော့2ရက်ပဲဖွင့်တာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ကျွန်တော်ဒီ2ရက်အတွက်ပေါ့နော်အဖွဲ့ဝင်သမားလေးတွေဝင်ကျင်တဲ့သူတွေရှိရင်အားလုံးလာဝင်ထားမယ်ကျွန်တော်ဒီနေရာမှာတခုပြောချင်တာဝင်ကျင်တဲ့သူတွေလာဝင်ထားမယ်ဆိုပေမဲ့ကျွန်တော်ဖြစ်ကလတ်ဆန်းတော့လုပ်ပေးမှာမဟုတ်ဘူးကိုမတွေကိုကျွန်တော်ဘယ်လိုမျိုးပြန်ပြီးလုပ်ပေးသွားမလဲဆိုရင်ကျွန်တော်အဖွဲ့ဝင်ကြီးပုံမှန်တိုင်း1000ကျပ်နဲ့အခုအဖွဲ့ဝင်လေးတွေပြန်လာဝင်ထားတဲ့ကိုမတွေเนาะကျွန်တော်အခုဒီတနင်္လာရင်က2ရက်စာအတွက်ကိုလည်းကျွန်တော်เนาะမွေးကနန်းနဲ့မွေးပတ်တီးပြန်ပြီးတော့ချပေးမယ်ကိုမတွေတကယ်လို့ကျွန်တော်ဒီ2ရက်အတွင်းမှာကျွန်တော်ပေးတဲ့ကနန်းနဲ့ကိုမတွေအမျက်မကြံဘူးဆိုရင်ကျွန်တော်နောက်တစ်ပတ်ကြာရင်ကိုမတွေအားလုံးကိုအခုအဖွဲ့လာဝင်ထားတဲ့သူတွေအားလုံး free ပြန်ပြီးချပေးသွားမယ်နော်ကိုမတွေအားလုံးကိုဒီဘက်က2ရက်ပဲဖွင့်တာဖြစ်တဲ့အတွက်ကြောင့်မို့အကောင်းဆုံးစူးစမ်းပြီးလုပ်ပေးထားတယ်ဒါပေမဲ့ကျွန်တော်2ရက်တည်းဖွင့်တာအတွက်ကြောင့်မလို့ကျွန်တော်တို့နော်အကောင်းဆုံးစူးစမ်းပေးထားခဲ့ဂျားတရားမှာပေါ့နော်ဒါကန်အားလျော်စွာနဲ့လွဲချော်မှုလေးဖြစ်သွားမယ်အမျက်နည်းသွားမယ်ဆိုရင်တော့မှပဲကိုမတွေကိုနောက်တစ်ပတ်အတွက်ကြာရင်ကိုမတွေ free ပြန်ပြီးရမှာဖြစ်ပါတယ်ဒါပေမဲ့ကိုမတွေကနည်းနည်းထိန်းသိမ်းသိမ်းတော့ထိုးမယ်နော်2ရက်အတွင်းမှာလည်းကိုထက်အကောင်းဆုံးစူးစမ်းပေးထားတယ်အဲ့တော့အဖွဲ့ဝင်ကြီး1000ကျပ်နဲ့ပေါ့နော်ဝင်ကျင်တဲ့ကိုမတွေအဖွဲ့ဝင်လေးတွေအားလုံးပြန်လာပြီးတော့ဝင်ထားမယ်လူသက်တွေရောလူဟောင်းတွေရောအားလုံးပဲနော်ကျွန်တော်ပြီးခဲ့တဲ့ဘက်ကလူသစ်တွေရောအဖွဲ့ဝင်ဆောင်အဖွဲ့ဝင်ဆောင်နေပြီးခဲ့တဲ့ဘက်ကပေါ့နော်အဖွဲ့ဝင်ဆောင်နေလူသစ်တွေရောလူဟောင်းတွေရောအားလုံးပဲအဖွဲ့ဝင်ကြီး1000ကျပ်နဲ့အားလုံးပြန်လာဝင်ထားမယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်399658349892ဆိုတဲ့ဖုန်းနံပါတ်ကိုဖုန်းတိုက်ရိုက်လေးဆက်ပေးကြပါနော်ကျွန်တော်ကိုအရင်ဆုံးဖုန်းဆက်ပြီးတော့မှကန်ဆယ်ကြီး1000ကျပ်ကိုလွှဲပေးကြပါနော်အဲ့တော့အခုဒီလာမယ့်ပတ်မှာကန်ဆယ်ကြီး1000ကျပ်နဲ့အဖွဲ့ဝင်လေးတွေပြန်ဝင်မယ်ကိုထက်ကိုယုံကြည်ထားတယ်ဆိုတဲ့ကိုမတွေနော်ကိုစိတ်ပါတယ်ဆိုရင်အဖွဲ့ဝင်ချင်းလို့စိတ်ပါတယ်ဆိုရင်ကန်ဆယ်ကြီး1000ကျပ်နဲ့အဖွဲ့ဝင်လေးတွေအားလုံးလာဝင်ထားမယ်ဘယ်လိုမျိုးဝင်ရမလဲဆိုရင်ကိုထက်ရဲ့ဖုန်းနံပါတ်399658349892ဆိုတဲ့ဖုန်းနံပါတ်ကိုဖုန်းတိုက်ရိုက်လေးဆက်ပေးကြပါနော်ကျွန်တော်ကန်ဆယ်ကြီးအဖွဲ့ဝင်ကြီးကတော့1000ကျပ်ပါနော်ကဲတော့ကျွန်တော်နေတိုက်သမားလေးတွေကတော့အခုတခါတည်းပြောပြသွားပါမယ်အားလုံးပဲတည်တည်ချာချာလေးလိုက်ပြီးတော့မှတ်ပေးကြပါနော်ကဲတော့ကျွန်တော်မနက်ဖြန်အဖွင့်နေ့တနင်္လာနေ့မနက်ဈေးအတွက်ကိုထက်ပုံမှန်တိုင်းကိုထက်ရဲ့ရွှေကီး3လုံးအနေနဲ့ကတော့168ကီးကိုရွေးပေးထားပါတယ်နော်ရွှေကီး3လုံးအနေနဲ့ကတော့ကိုထက်168ကီးကိုပဲရွေးပေးထားတယ်အခွေအပူးမဖြစ်မနေထည့်ကစားမယ်နော်ကိုထက်ဒီညမှာတန်းတန်းမှားတယ်နော်အခုကိုထက်ပေးတဲ့ရွှေကီး3လုံး168ကီးကိုအခွေအပူးမဖြစ်မနေထည့်ကစားပါနော်168ကီးနော်168ကီးပါအဲ့ဒီ168ကီးပေါ့နော်168ကီးဒီကနန်း3လုံးကိုအခွေအပူးမဖြစ်မနေထည့်စော့ပါကိုထက်အတန်းတန်းမှားရဲ့နော်168ကီးကိုအခွေအပူးမဖြစ်မနေထည့်ကစားပေးပါနော်ကဲတော့ကျွန်တော်ဒီနေ့မှာ168ကီးတရားမှာ1 chain အနေနဲ့ဗာလေးကိုရွေးပေးခြင်းတည်းလဲဆိုရင်ကျွန်တော်168ကီးတရားမှာ1 chain အနေနဲ့ကတော့ကျွန်တော်681 chain ကိုရွေးပေးထားပါတယ်နော်681 chain ကိုရွေးပေးထားပါတယ်နော်1 chain အနေနဲ့ကတော့681 chain ပါကိုမလေးနော်1 chain အနေနဲ့က681 chain ပါနော်ကျွန်တော်ဒီရွှေကီး3လုံးအခွေအပူးမဖြစ်မနေထည့်ကစားမယ်နော်ကျွန်တော်အခွေလမ်းကြောင်းတွေ့ထားတယ်နော်အဲ့ဒီအတွက်ကြောင့်မလို့အခွေအပူးမဖြစ်မနေထည့်ကစားမယ်နော်ကျွန်တော်အတန်းတန်းမှားတယ်နော်ကဲအဲ့တော့ကျွန်တော်main ရော4ခွက်ပဲထုတ်ပေးမယ်ဒီနေ့เนาะကျွန်တော်အခုဒီဘက် main ရော4ခွက်ပဲထုတ်ပေးမယ် main ရော4ခွက်အနေနဲ့ကတော့6263 8283เนาะကျွန်တော်ဒီ168ကီးထဲမှာ main ရော4ခွက်ပဲရွေးထုတ်ပေးပါမယ်เนาะကျွန်တော်ပထမ main ရော4ခွက်အနေနဲ့ကကျွန်တော်6863 sorry 6263 8283ပါเนาะကျွန်တော်ဒီနေရာမှာပထမ main ရော4ခွက်အနေနဲ့က6263 8283เนาะပထမ main ရော4ခွက်အနေနဲ့က6263 8283ပါเนาะဒါပထမ main ရော4ခွက်ပါเนาะပထမ main ရော4ခွက်ရွေးထုတ်ပြီးသွားရင်ဒူ main 4ခွက်ထုတ်ပေးမယ်เนาะဒူ main 4ခွက်အနေနဲ့ကတော့8589 6569ပါเนาะပထမ main ရော4ခွက်နေပထမ main ရော4ခွက်ပြီးသွားတော့ဒူ main 4ခွက်အနေနဲ့ကเนาะ8589 6569ပါเนาะ8589 6569ပါเนาะဒါကတော့ဒူ main 4ခွက်ပါเนาะဒူ main 4ခွက်နောက်တစ်ခေါက်ပြန်ပြောမယ်8589 6569ပါเนาะဒါကဒူ main 4ခွက်ပါเนาะကဲတော့ကျွန်တော်ဗရိတ်သမားတွေအတွက်မနက်ဖြန်မှာဗရိတ်အနေနဲ့ဗာလေးကိုရွေးပေးခြင်းတည်းလဲဆိုရင်ဗရိတ်အနေနဲ့ကတော့ကျွန်တော်เนาะ9-6ဗရိတ်ကိုရွေးပေးထားပါတယ်ဗရိတ်သမားတွေအတွက်ဗရိတ်အနေနဲ့က9ဗရိတ်6ဗရိတ်ပါเนาะဗရိတ်သမားတွေအတွက်ဗရိတ်အနေနဲ့က9ဗရိတ်6ဗရိတ်ပါเนาะကဲဒီနေရာမှာကျွန်တော်အကြိုက်ဆုံးအပူနှစ်ကွက်ပြောပေးမယ်အကြိုက်ဆုံးအပူနှစ်ကွက်ကတော့ထွေထွေထူးထူးမဟုတ်ဘူးကျွန်တော်ရွေးပေးထားတဲ့168ကီးထဲမှာ
66နဲ့88ဆိုတဲ့အပူးနှစ်ကွက်ပါနော်မနက်ဖြန်မနက်မှာကျွန်တော်တို့အကြိုက်ဆုံးအပူးနှစ်ကွက်အနေနဲ့ကမနက်ဖြန်မနက်ရလို့မဟုတ်အဲ့ဒီအပူးကမနက်မကြညနေကြမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဖြစ်နိုင်ရင်အဲ့ဒီ66ရဲ့88ရဲ့အဲ့ဒီနှစ်ကွက်ကိုတနေ့ကုန်စာထိုးထားရဒါပေမဲ့မနက်ပိုင်းမှာနည်းနည်းပို့ပြီးတော့အားတာနေတယ်နော်ကျွန်တော်တို့အပူးနှစ်ကွက်အနေနဲ့က66ရဲ့88ရဲ့ပါနော်အပူးနှစ်ကွက်အနေနဲ့က66ရဲ့88ရဲ့ပါနော်အကြိုက်ဆုံးအပူးနှစ်ကွက်ပါနော်ကဲအားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုအခုလိုမျိုးအစားဆုံးကြည့်ရှုနားထောင်ပေးကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေညီကိုမောင်နှမတွေအားလုံးပဲတဦးတယောက်ဝင်ကြစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေကျွန်တော်မနက်ဖြန်အဖွင့်နေ့တနင်္လာနေ့ဒီမှာအားလုံးပဲထိထိမိမိလေးအောင်ပွဲခံနိုင်ကြပါစေလို့ကျွန်တော်ဆုမကောင်းအားလုံးတောင်းပေးလိုက်ပါတယ်ကဲတော့ကျွန်တော်အဖွဲ့ဝင်လေးတွေဝင်မယ်ကိုထက်နဲ့လာပြီးတော့အဖွဲ့ဝင်လက်တွဲထားမယ်ကန်ဆယ်ကြေး1000ကျပ်နဲ့အဖွဲ့ဝင်လေးတွေလာဝင်မယ်ဆိုတဲ့ကူမတွေကျွန်တော်ရဲ့ဖုန်းနံပါတ်39 95834989ဆိုတဲ့ဖုန်းနံပါတ်ကိုဖုန်းတိုက်ရိုက်လေးဆက်ပေးကြပါဗျနော်ကဲအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်မနက်ဖြန်နေ့လယ်12နာရီခွဲရင် live မနက်ဖြန်နေ့လယ်12နာရီခွဲကြမှာအားလုံးပဲပြန်ပြီးဆုံကြပါမယ်ဗျနော်အားလုံးပဲbye byeပါကျွန်တော်နော်live show လေးတော့လွှင့်လို့မရသေးဘူးပေါ့နော်ဗီဒီယိုဖိုင်လေးတွေပဲအခုလိုမျိုးပဲတင်ပေးသွားအောင်မယ်ပေါ့နော်လောဆယ်အကောင့်တက်ကကြတော့ live show လွှင့်လို့မရသေးလို့ပါနော်အားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲbye byeပါ